မင်္ဂလာပါဒီနေ့ညမှာတော့ Premier League ရဲ့ပွဲကြီးပွဲကောင်းဖြစ်တဲ့ Arsenal နဲ့ Liverpool ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုကိုကြီး Sporty Spectacle Channel ကနေသုံးသက်သွားမှာဖြစ်လို့အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ် What do you mean got getting to left feet? Shooting me glares from the passenger seat. Come on, baby, we got all dressed up. Won't you dance to me? Arsenal နဲ့ Liverpool ကဒီနေ့ညမှာဆိုလို့ရှိရင်မြန်မာစံတော်ချိန်ညနေနာရီပွဲမှာကန်ပါပါနော်ကျွန်တော်တို့ရဲ့ Arsenal ကနိုင်သွားရင်တော့ဒီနှစ်ဖလားအတွက် Man City တို့ Aston Villa တို့ကိုအမှတ်ပိုဖြတ်သွားနိုင်မှာပါအခုလက်ရှိက48မှတ် Liverpool နဲ့ပွဲကိုသာနိုင်သွားမယ်ဆိုလို့ရှိရင်51မှတ်နဲ့ဇယားထိပ်ဆုံးမှာမတ်ကြီးရပ်တည်နိုင်မှာပေါ့နော် Man City ကပြီးခဲ့တဲ့ညကတည်ကြသွားတဲ့အတွက် Man City ရော Villa ကတည်ကြသွားလို့43မှတ်စီနဲ့အစင်လိုက်ရပ်တည်နေတယ်ပြီးသွားရင်အစင်4မှာကတော့ကျွန်တော်တို့ရဲ့ Liverpool ပေါ့နော် Liverpool ကရောင်းမှတ်ကတော့ဗျာ34မှတ်ထင်းနေပေါ့ဗျာရက်တည်နေတာပေါ့နော်အဲ့ဒီနောက်မှာတော့မင်းညာ Brentford တို့ New တို့ကပွဲကိုစီမှာအနိုင်ရခဲ့တဲ့အတွက် Brentford က33မှတ်နဲ့ New က32မှတ်နဲ့အဆင့်ကြီးတက်လာကြတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲ Chelsea နဲ့ Man U နဲ့ကတော့တည်ကြသွားတဲ့အတွက် Chelsea ဆိုရင်အဆင့်8ထိရောက်သွားပြီးတော့ Man U ဆိုရင်အဆင့်9မှာရက်တည်နေပါတယ်ကျွန်တော်တို့ okay ဆက်ရအောင် Arsenal နဲ့ Liverpool ပွဲအခြေအနေလေးကို Arsenal မှာဆိုလို့ရှိရင်တော့ဖြစ်နိုင်မဲ့ပွဲထွက်လူးစင်မှာဆိုလို့ရှိရင်ကိုသမားရာနောက်မှာဆိုလို့ရှိရင်တင်ဘာစလီဘာဂါဘရီယယ်နဲ့ဖာယိုဟန်ကာဘီပေါ့နော်သူတို့ထွက်လာတယ်နဲ့ကွင်းလယ်မှာဆိုလို့ရှိရင်တော့တည့်ရဲ့အတိုင်းပဲအိုရီဂက်ဇူဘီမန်ဒီဒီကလန်ရိုက်တို့ပွဲထွက်လာမယ်လို့ကျွန်တော်တို့သုံးသပ်ရပါတယ်ရှေ့တန်းမှာဆိုလို့ရှိရင်တော့ဆာခါဂိုကာရက်နဲ့ထရော့ဆက်တို့ပေါ့နော်တခုရှိတာကအာဆင်နယ်မှာပွဲထွက်ခွင့်ရနေတဲ့ဂေါ့ဂရက်ကကျွန်တော်တို့ဂိုးတွေနည်းနေသေးတယ်ဒါမင်းညမှာဆိုလို့ရှိရင်မယ်ယူမှာဆိုလို့ရှိရင်ဆက်စကိုက2ဂိုးတောင်သွင်းသွားတယ်ပေါ့နော်ဒီနေ့ညရောဂေါ့ဂရက်ကကျွန်တော်တို့လီဗာပူးကိုဂိုးသွင်းနိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပါလီဗာပူးအနေနဲ့ကလည်းပွဲထွက်လာမယ်ဆိုမှဂိုးသွင်းမဆိုတော့ကျွန်တော်တို့သိတဲ့အတိုင်းအလီဆွန်နောက်တန်းညာဆွန်မှာဆိုလို့ရှိရင် Bradley ကိုနိတ်ဘန်တိုင်းနဲ့ဘယ်ဆွန်မှာဆိုကာကက်ပဲပွဲထွက်လာမယ်လို့ထင်ပါတယ်ကျွန်တော်ကတော့လီဗာပူးကို Robertson ကိုပွဲထွက်အသုံးပြုပြီးတော့မှ Robertson မောသွားတဲ့အချိန်မှာဒါကာကက်ကိုအသုံးပြုစီချင်တယ်ဒါပေမဲ့လည်းဒါကတော့ကျွန်တော်တို့ရဲ့ကတုံးကြီးပုံမှန်မူတရားပါနော်ကွင်းလယ်မှာဆိုလို့ရှိရင် Mecca Gravenberch Szoboszlai ကတစ်တို့နဲ့ပွဲထွက်လာနိုင်ပြီးတော့တောင်ပံမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Gabbo နောက် Best တို့ပွဲထွက်လာမယ်လို့သုံးသပ်ရပါတယ်လီဗာပူးမှာရှာရှာပါပါတိုက်စစ်မှုလေး3ယောက်ရှိပါတယ်2ယောက်ကနားနေတယ်ဗျာ EKTK ကတော့ကျွန်တော်တို့အရန်နေနဲ့ပါလာနိုင်ပဲရှိတယ်အရန်နေနဲ့ပါလာနိုင်ပြီးတော့ပွဲပြီးကန်ဒီမှာပဲပြန်ဝင်ကန်နိုင်မလားတော့တစ်ချက်သုံးသပ်ရမှာပေါ့နော်စဉ်းစားရမှာပေါ့ဖြစ်နိုင်တာကတော့အာဆင်နယ်ကဒီပွဲကိုသူကပွဲကိုအမှတ်ဖြတ်ပူးဖြတ်ခြင်းတဲ့အတွက်အနိုင်ကန်နိုင်မယ်လို့ကျွန်တော်တို့ထင်နေဗျာလီဗာပူးအနေနဲ့ရောအာဆင်နယ်ကိုဘယ်လောက်ခံကန်နိုင်မလဲဆိုတာကျွန်တော်တို့ရှီကနှစ်ပွဲရဲ့ပွဲခြေနေခြေစွမ်းတွေကိုတုံးတက်ပြီးကြည့်ရမယ်ဆိုတော်တော်ကိုကန်ကောင်းမှသာတော်တော်ကြီးကိုတောင့်ခံနိုင်မယ်လို့ထင်ပါတယ်နောက်တစ်ခုရှိတာကပွဲကြိုတင်းသားရှင်းလင်းပွဲတွေဘာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆိုဘူစလိုင်းတို့ဘန်ဒိုက်တို့ကလည်းနည်းနည်းလေးတော့အာဆင်နယ်ကိုလီးတိုက်ထားတာလေးတွေရှိပြဘန်ဒိုက်ဆိုလို့ရှိရင်အာဆင်နယ်ဟာအင်ကွင်းမရှုံးတာကြာပြီတဲ့အဲ့တော့ကျွန်တော်တို့ကဘလို့ကန်နိုင်မလဲဆိုပြီးတော့ကျွန်တော်တို့ကိုလီဗာပူးကနေလေးတိုက်ထားတယ်ဗျဆိုဘူစလိုင်းဆိုလို့ရှိရင်လည်းအခုမှဇန်နဝါရီပဲရှိသေးတယ်ပွဲတွေကအများကြီးကြံသေးတယ်ပေါ့နော်သူတို့ကအာဆင်နယ်ကချန်ပီယံမဖြစ်သေးဘူးကျွန်တော်တို့ကလက်ရှိချန်ပီယံဆိုပြီးတော့လေးတိုက်ထားတာလည်းရှိတယ်ဗျပြီးတော့ပထမကြုံမှာတော့လေစူပူစလိုင်းရဲ့ free kick နဲ့နိုင်ထားတာဆိုတော့စူပူစလိုင်းပြောတာကတော့သူ့ရဲ့စိတ်ခံစားချက်အရာပြောတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ပွဲသုံးသက်ချက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘန်ဒိုက်ဒီဆိုဘူစလိုင်းကြီးပြောထားတဲ့စကားတွေအတိုင်းသူတို့ရဲ့စူးစမ်းထားတဲ့ခြေစွမ်းလေးတွေနဲ့အသင်းကြီးချင်းတွေ့အသေးတန်ကန်မယ်ဆိုရင်တော့မပြောတတ်ဘူးပေါ့ဗျာကျွန်တော်တို့ကတော့ဒီပွဲဒုတိယကြော့မှာဆိုလို့ရှိရင်တော့အာဆင်နယ်နဲ့လီဗာပူးဟာဆိုလို့ရှိရင်အပြန်အလှန်3ဂိုးလေးတွေညရနိုင်မလားလဲကျွန်တော်တို့တွေးကြည့်မိသေးတယ်ဗျဘာလို့လဲဆိုပထမကြော့မှာတော့ဆိုလို့ရှိရင်ပွဲကြီးက ADနဲ့တယောက်ဆောက်ကစားကြရင်းနဲ့ကစားကွက်ကလည်း4-4ကန်ပေါ့ပြက်နေတော့မဟုတ်ဘူးပေမဲ့လဲ4-4ကန်နေပေါ့ဗျာနော်ကစားတာတွေကတိတ်အမောက်ဆောင်စားတာဆိုကြတော့တိတ်ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေပါတယ်တိတ်မတွေ့ရဘူးဗျဂျားထဲမှာတိုင်နေပါထိသွားတယ်လဲပါတာပေါ့ဗျာဟုတ်ကဲ့
အဲဒီတော့ကြတော့ကျွန်တော်တို့ကအာဆင်နယ်ကပဲဒီပရီးမီးယားလိဂ်ဇယားကိုအမတ်ပိုဖြတ်သွားနိုင်မလားလီဗာပူးကပဲကျွန်တော်တို့ထိပ်သီးအသင်းတွေနဲ့ထိပ်ပိုင်းဟာအသင်းတွေနဲ့ပူနီးကပ်သွားပြီးတော့ချန်ပီယံလိဝင်ခွင့်အတွက်အောက်ကအသင်းတွေနဲ့ပဲအမတ်ပိုဖြတ်နိုင်မလားကျွန်တော်စောင့်ကြည့်ရမှာပါအာဆင်နယ်သာဒီပွဲကိုတကယ်နိုင်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ဖလားကပရီးမီးယားလိရဲ့ဖလားကတော့အာဆင်နယ်ရဲ့ဖလားလို့ကျွန်တော်တို့ပြောရလောက်ပါတယ်ကျွန်တော်တို့ဒီပွဲကပရီးမီးယားလိရဲ့ဖလားရဲ့ချန်ပီယံဆုံးဖြတ်နိုင်စွမ်းတွေကတပွဲပဲဖြစ်ပါတယ်ကျွန်တော်ဆက်ဆောင်ကြည့်ကြပါစို့ညနေနိုင်ပွဲမှာတွေ့မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ရဲ့ comment လေးတွေအမြင်လေးတွေကိုလည်း comment မှာမှန်သွားနိုင်တယ်ပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe share လေးတွေလည်းလုပ်သွားနိုင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ပြန်တွေ့ပါမယ်